Photo booth date. ဒီနေ့ရဲ့ blog လေးကတော့ကိုရီးယားနိုင်ငံဆိုမျိုးမှာလည်းသွားတော့ပါတော့ရိုက်ခဲ့တာပေါ့ဒီမြန်မာနိုင်ငံမှာတော့ဒီလို photo booth တွေကအခုပေါ်လာပြီပေါ့နော်အခုကဒီကိုရီးယားနိုင်ငံဆိုမျိုးမှာသွားတော့ဒီနှစ်ယောက်သားပေါ့ဒီလိုရင်းနဲ့ photo booth လေးလုပ်ဖို့အတွက်ဆုံးဖြတ်ပြီးတော့ဒါလေးရိုက်ဖြစ်လိုက်တာပေါ့နော်စီးနှုံးလေးကတော့တစ်ခါရရင်1,500ဖြစ်ပါတယ်ဒါကတော့ကိုကြိုက်တာသူ့ဆင်ပေးနေတာပေါ့နော်သူကတော့ဘယ်လိုပုံစံဆင်ပေးနေရလဲဆိုပြီးတော့နှခမ်းထော်ထော်လေးနဲ့ရန်လုံနေပါတယ်ကိုကတော့ရှောက်ပြီးဒါနဲ့လိုက်တယ်ဟိုနဲ့လိုက်တယ်ဆိုပြီးရှောက်ပြီးနေခဲ့ပေမဲ့သူ့ရဲ့ပပစီစီနှခမ်းတစ်တစ်ထော်ထော်လေးနဲ့ပြောနေတာပေါ့နော်ဘေဘီဘာဖြစ်တယ်ညာဖြစ်တယ်နဲ့သူတခုရွေးပေးနေတော့သူကတော့စိတ်ထဲမကြတော့ပါဘူးသူပြောတော့ပါတော့မယ်သူကတော့သူ့စီတရာလေးရုပ်ဖြတ်ပြီးမလုပ်ပေးမယ်လေသူကြိုက်တဲ့ဟာလေးပဲသူရွေးပြီးတော့ရိုက်မယ်လို့ဆုံးဖြတ်လိုက်တယ်ပေါ့နော်ကိုကကြတော့ဒီဟာကြီးပေါ့ရုပ်စိုးဘောင်းနီနီကိုရွေးပေးခဲ့ပါတယ်သူကလည်းအဲ့ဒါမကြိုက်တာနဲ့ကိုကြိုက်တာပဲကိုရွေးပြီးတော့နှစ်ယောက်ရိုက်မယ်လို့ဆုံးဖြတ်လိုက်တယ်ပေါ့နော်ဒါကတော့နှစ်ယောက်သားရွေးချယ်လိုက်တယ်ဟာလေးပေါ့နော်ဒါပေမဲ့သူမျက်မှန်ကျန်ပြီးမျက်မှန်ရွေးပေးလို့ပြောမျက်မှန်ပါရွေးဖို့ဆုံးဖြတ်လိုက်တယ်哎，怎么了？你出来对谁？ ဒါကတော့ကိုကြိုက်တဲ့ကတိုရုပ်လေးရေးတာပေါ့နော်ညီမတို့ကတော့ဒီလက်တူရုပ်နဲ့စီတူတဲ့ဟာလေးရွေးလိုက်တယ်ပေါ့နော်ကတိုရုပ်လေးရွေးပြီးတော့ဒီမှာကဘယ်နှပုံရိုက်မှလဲဆိုတာရွေးမယ်ပြီးရင်ငွေထည့်ရပါပေါ့不能这个，大家力量，走了。